မေရိကန်နိုင်ငံကိုအလဲဗီဇာ၊ကျောင်းသားဗီဇာ၊အလုပ်ကိုင်ဗီဇာတို့နဲ့ရောက်နေကြသူတွေ status change လို့ခေါ်တဲ့အမြဲတမ်းနေထိုင်ခွင့် green card လျှောက်ချင်ရင်မိခင်နိုင်ငံကိုပြန်လျှောက်ကြရမယ်ဆိုတဲ့ညွှန်ကြားချက်အသစ်ကို USCIS ကမေလ22ရက်နေ့ကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအုပ်စုထဲမှာပါပဲ green card လျှောက်ချင်သူမြန်မာနိုင်ငံသားတွေအနေနဲ့ရောဘလို့အချက်တွေကိုသတိထားသင့်တယ်လဲဆိုတာကိုဒီပတ်အတွက်တပတ်စာအတွေ့အပိုင်း23အဖြစ်နဲ့တင်ပြပေးကြပါမယ်။အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ရဲ့မေလ22ရက်နေ့မှာထုတ်ပြန်ချက်အရအမေရိကန်ကိုဗီဇာပုံစံအမျိုးမျိုးနဲ့ရောက်နေကြသူတွေက non-immigrant လို့ခေါ်တဲ့ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ဗီဇာမဟုတ်သူတွေကိုသာရည်ညွှန်းတာဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ဟာအမေရိကန်ကိုရွှေ့ပြောင်းအခြေချနေထိုင်ဖို့ immigrant visa နဲ့ရောက်လာသူတွေမပါဘူးလို့သိရပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့ except in extraordinary circumstances အလွန်ထူးခြားမှုနဲ့ရင်ဆိုင်နေရတဲ့အခြေအနေတချို့ကလွဲလို့ဆိုပြီးဖော်ပြထားပေမဲ့ဘလို့အခြေအနေမျိုးဖြစ်မယ်ဆိုတာကိုတော့ဖော်ပြမထားပါဘူး။ဒါပေမဲ့မြန်မာအပါအဝင်39နိုင်ငံကို high risk ညှင်းပယ်ခံရနိုင်ခြေများတဲ့နိုင်ငံစည်းရင်းထဲမှာထည့်သွင်းဖော်ပြထားတာကြောင့် status change လျှောက်လွှာတင်ခွင့်ရှိလို့တင်ကြမယ်ဆိုရင်အထူးသတိထားတဲ့အချက်တွေရှိနေပါတယ်။အဲ့ဒီအချက်တွေကို USCIS ကအပြုသဘောဆောင်တဲ့သုံးသပ်မှုတနည်းအားဖြင့်အတည်ပြုချက်ရစေနိုင်လောက်တဲ့အချက်အလက်များ favorable exercise of discretion positive factors လို့သုံးနှုန်းခေါ်ဆိုထားပါတယ်။အဲ့ဒီထက်ကနံပါတ်1အချက်ကတော့မိသားစုလူမှုအတိုင်းဝိုင်းတို့နဲ့ပတ်သက်ဆက်နွယ်မှုအခြေအနေဖြစ်ပါတယ်။နံပါတ်1အောက်မှာပါဝင်တဲ့အချက်တွေကတော့အမေရိကန်မှာနိုင်ငံသားဖြစ်ထားသူဒါမှမဟုတ်အများအားနေထိုင်ခွင့် green card ရထားသူနဲ့မိသားစုတော်စပ်ချင်းရှိမရှိအမေရိကန်မှာရေရှည်နေထိုင်နေသူလားဒေသခံအဖွဲ့အစည်းတွေကပရဟိတလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်လှုပ်ဆောင်မှုသူလားဆိုတာတို့ဖြစ်ပါတယ်။နံပါတ်2ကတော့အလုတ်ကိုင်းတဲ့ငွေကြေးတည်ငြိမ်မှုဖြစ်ပါတယ်။အဲ့ဒီအောက်မှာအမေရိကန်မှာတည်ငြိမ်တဲ့အလုတ်ကိုင်းလုပ်နေသူလားအခွန်ပေးဆောင်ထားခြင်းရှိမရှိဆိုတာနဲ့ငွေကြေးရကိုချရာဘော့ကိုရပ်တည်နိုင်သူလားအထူးသဖြင့်အစိုးရထောက်ပံ့ကြေးတွေကိုမိခိုအားထားနေသူလားအမေရိကန်မှာပွဲရထားသူလားဆိုတဲ့အချက်တွေပါဝင်ပါတယ်။နံပါတ်3အချက်ကတော့ကောင်းမွန်တဲ့ကိုကျင့်တရားရှိခြင်းဖြစ်ပါတယ်။အဲဒီအောက်မှာရာဇဝမှုကင်းရှင်းတာဥပဒေကိုလေးစားလိုက်နာတာတကယ်လို့အတိတ်မှာဥပဒေချိုးဖောက်မှုတစ်စုံတရာကျူးလွန်ခဲ့တယ်ဆိုရင်လည်းအဲ့ဒီအတွက်ထိုက်တန်တဲ့ပြည်တန်တဲ့ဒဏ်ကြေးငွေစတာတွေကိုပေးဆောင်ပြီးခြင်းရှိမရှိဆိုတဲ့အချက်တွေပါဝင်ပါတယ်။နံပါတ်4အချက်ကတော့အမေရိကန်နိုင်ငံအတွင်းမှာနေထိုင်စဉ်တစ်လျှောက်လုံးလူမှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ထားခြင်းမရှိဘဲဥပဒေနဲ့အညီနေထိုင်ခဲ့တာအမေရိကန်စစ်တပ်မှာဂုဏ်သိက္ခာရှိစွာတာဝန်ထမ်းဆောင်ခဲ့မှုတာတို့ဖြစ်ပါတယ်။ဒီအချက်၄ချက်ကတွေ့ဖီတဲ့အချက်တွေပါခဲ့ရင်တော့ကိုလျှောက်လွှာအပေါ် USCIS အရာရှိကတက်ညာစွာစဉ်းစားပေးဖို့အခွင့်အလမ်းနည်းပါတယ်။လူတိုင်းကတော့ဒီအချက်တွေအတိုင်းတသွေးမတိန်နေထိုင်နိုင်ဖို့မလွယ်ကူပေမဲ့ကိုယ့်ဘက်ကအတတ်နိုင်ဆုံးဒီအချက်တွေနဲ့ကိုက်ညီစွာနေထိုင်ခဲ့ပါတယ်ဆိုတဲ့အထောက်အထားပြနိုင်ခြင်းဟာကိုလျှောက်လွှာကိုအတည်ပြုချက်ရဖို့အခွင့်အလမ်းများစေတယ်လို့ယူဆနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ